အတွက်81ရဲ့12လက်မ speaker model number ETO268 လေးကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်သူ့မှာဆိုရင် wireless mic နှလုံးပါဝင်ပါတယ်အစတာဘောလုံးခလုတ်အတိုးချက်ခလုတ်လေးပါမယ် travel တန်အတိုးချက်ခလုတ်လေးပါမယ် mic ခလုတ်ပါမယ် bass ခလုတ်ပါမယ် guitar တန်အတိုးချက်ခလုတ်လေးပါမယ် rubber ခလုတ်လေးပါမယ် mic တန်အတိုးချက်ခလုတ်လေးပါမယ် mic တန်ကိုမှ travel တန် mid တန် bass တန်ဆိုပြီး3ခုပါမယ် echo ချိန်နဲ့ခလုတ်လေးပါဝင်မယ် delay တန်လေးပါဝင်မယ်ရင်တခြားပေါက်လေးနဲ့တွဲသုံးလို့ရမယ် input output လေးလည်းပါဝင်ပါတယ် guitar ပေါက်လေးတစ်ခုပါဝင်မယ် wireless mic နှလုံးပါဝင်တဲ့အပြင် mic ပေါက်2ပေါက်လည်းထပ်ပါပါသေးတယ်ဘက်ထရီနဲ့အားသွင်းခြင်းနဲ့ဆိုရင် DC တွဲဖို့လေးလည်းပါဝင်ပါမယ်ဒါလေးကတော့ power ခလုတ်အဖွင့်ပိတ်လေးပဲဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အားသွင်းပေါက်ကတော့ AC 220volt ဖြစ်ပါတယ်ဒီမှာဆိုရင်တော့ input ခလုတ်လေးပါဝင်မယ်တချင်းရှိကြောနောက်ကြောခလဲမှာရက်တဲ့ခလုတ်လေးပါဝင်မယ် repeat ခလုတ်လေးပါဝင်မယ် vocal ခလုတ်လေးပါဝင်မယ်mic တန် PRI ခလုတ်လေးပါမယ် FB8 ခလုတ်လေးပါမယ် Bluetooth နဲ့ချိန်လို့ရတဲ့အပြင် Bluetooth နဲ့ချိန်လို့ရတဲ့အပြင် USB ကတ်တို့ TF ကတ်တို့နဲ့လည်းချိန်သုံးလို့ရပါတယ်ပို့ပြီးတော့ထူးခြားတာက USB ကတ်က2ကတ်တောင်ပါဝင်တာဖြစ်ပါတယ်ဒီပေါက်လေးကိုမှာကြည့်မယ်ဆိုရင် Viber ဖုန်းနံပါတ်ဖြစ်တဲ့3943လုံး19500 39ခု940ခု9မှာဆက်တယ်မှာနိုင်တယ်လို့ Mookie online shop Facebook page messenger နဲ့လည်းဆက်တယ်မှာနိုင်ပါတယ်ရှင်